သားစုအိမ်မှာအချိန်တွေအကြာကြီးလောကရန်တုနိုင်လူခဲ့တဲ့ချစ်တော်ပြီကျန်တဲ့ဘဝခီးလမ်းမှာစနီမယားနဲ့သမီးသားတွေရိုးသားစွာနဲ့ကျူးစာရှာဖွေခနဲ့ပါပစိုးပြေချွေးရရွှဲလဲမနာခဲ့ပါဘူးလေမိသားစုအရေးမှုသူအားနဲ့ကူပေးခဲ့တာအပြောဆိုသဘောယူအိမ်ကလူချမ်းပင်ပန်းရှာသူအဖေမိသားစုအိမ်မှာအချိန်တွေအကြာကြီးလောကရန်တုနိုင်လူခဲ့တဲ့ချစ်တော်ပြီကျန်တဲ့ဘဝခီးလမ်းမှာစနီမယားနဲ့သမီးသားတွေရိုးသားစွာနဲ့ကျူးစာရှာဖွေခနဲ့ပါပစိုးပြေချွေးရရွှဲလဲမနာခဲ့ပါဘူးလေမိသားစုအရေးမှုသူအားနဲ့ကူပေးခဲ့တာအပြောဆိုသဘောယူအိမ်ကလူချမ်းပင်ပန်းရှာသူအဖေသူချွေးနေရင်ရတော့လေလေသူကလေးတွေမြတ်တာတရားစနီးမရတော့သူကမရနိုင်မှာချွေးနေရင်ရတော့လေလေသူကလေးတွေမြတ်တာတရားစနီးမရတော့သူကမရနိုင်မှာမိကိုချစ်ဖို့လေအပြစ်မဆိုးပဲပြုံးနေရတာပညာအမွေအချင်းသားတွေနဲ့အမြင့်မဆန်ဖို့အမြင့်နာခံပေးစိုက်ခဲ့တာအရှုံးကြီးနဲ့ပြုံးနေဝေးအိမ်ကလူချမ်းပင်မရှာတဲ့ပြေသားစုအိမ်မှာအချိန်တွေအကြာကြီးလောကရန်တုနိုင်လူခဲ့တဲ့ချစ်တော်ပြီကျန်တဲ့ဘဝခီးလမ်းမှာစနီးမယားနဲ့သမီးသားတွေရိုးသားစွာနဲ့ကျူးစာရှာဖွေခနဲ့ပါပစိုးပြေချွေးရရွှဲလဲမနာခဲ့ပါဘူးလေမိသားစုအရေးမှုသူအားနဲ့ကူပေးခဲ့တာအပြောဆိုသဘောယူအိမ်ကလူချမ်းပင်ပန်းရှာသူအဖေသူချွေးနေရင်ရတော့လေလေသူကလေးတွေမြတ်တာတရားစနီးမရတော့သူကမရနိုင်မှာသူချွေးနေရင်ရတော့လေလေသူကလေးတွေမြတ်တာတရားစနီးမရတော့သူကမရနိုင်မှာမိကိုချစ်ဖို့လေအပြစ်မဆိုးပဲပြုံးနေရတာပညာအမွေအချင်းသားတွေနဲ့အမြင့်မဆန်ဖို့အမြင့်နာခံပေးစိုက်ခဲ့တာအရှုံးကြီးနဲ့ပြုံးနေဝေး
အိမ်ကလူချမ်းပင်မရှာတဲ့အဖေ